episode 2ရဲ့အစမှာ Helsing ဥက္ကဋ္ဌအခြားထက်လူကြီးတွေကိုခေါ်ပြီးအစည်းအဝေးလုပ်နေပါတယ် Helsing ဥက္ကဋ္ဌခြေရာခံစားလိုပစ္စည်းတွေကိုသွေးစွပ်ဖို့ကောင်တွေရဲ့ခန္ဓာကိုယ်အနှံ့နီးပါးမှာတွေ့နေရကြောင်းပြောပြီးနောက်ွယ်ကတယောက်ယောက်ကကြိုးကိုင်နေမှတေချာကြောင်းတင်ပြပါတယ်တာမန်ဆိုသွေးစွပ်ဖို့ကောင်ကအပြိုဒါမှမဟုတ်လူပြိုတွေကိုကိုက်လိုက်လို့ဖြစ်လာတာဖြစ်ပါတယ်ဒါပေမဲ့အခုကသွေးစွပ်ဖို့ကောင်တစ်ကောင်မှတိုးမလာပဲအကုန်လုံးကတာမန်ဖုတ်ကောင်တွေဖြစ်သွားကြတာလို့ပြောလိုက်ပါတယ်နောက်အခန်းမှာတော့လက်ထောက်ဝါတာရဲမေလီ Sarah အိတ်ဖို့အတွက်အခေါင်းကြီးလာပြီးတော့ Sarah ကစိတ်ညစ်သွားပြီးငါအိတ်ရပမာလဲလို့မေးလိုက်တော့ Water ဖြတ်စည်းလိုက်ပါပြီလို့ပြောလိုက်ပါတယ် Sarah ကစိတ်ညစ်သွားတော့ Water သွေးစွပ်ဖို့ကောင်တွေကမြေကြီးနဲ့လှုပ်ထားတဲ့အခေါင်းမှာမအိမ်အင်အားတွေကျလာပါလိမ့်မယ်လို့ရှင်းပြလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအလူကတ်ကအယူမလို့ပြောပြီးဝင်လာပါတယ် Water အလူကတ်ကိုဆရာအတွက်ပစ္စည်းလေးတစ်ခုရှိပါရဲ့ဆိုပြီးအရန်မိုက်တဲ့တနက်ကိုပြလိုက်ပါတယ်အလေးချိန်က10ကီလိုစတီးကိုပါဖောက်လို့ရပြီးပောက်ကွဲမှုတွေပါဖြစ်တဲ့ကြီးစံပါတာမန်လူတွေကအဲ့တနက်ကိုကင်လို့မရပါဘူးလို့ပြောပြလိုက်ပါတယ်အလူကတ်ကအရန်ကြိုက်သွားပြီးကွက်တီပဲငါဒီတနက်နဲ့ဆို Alexander Anderson ကိုပြင်းလို့ရပြီလို့ပြောလိုက်ပါတယ်ဘော်တာ Sarah အတွက်ပါလေရည်နဲ့တင်ကားတွေကိုဖောက်ခွဲပြီးပြစ်နိုင်တယ်ပြင်းအားရှိတယ်လူနဲ့မလိုက်တဲ့တနက်ကြီးအကြီးကြီးပေးလိုက်တော့ Sarah ကအတော်လေးစိတ်ညစ်သွားပါတယ်နောက်ခန်းမှာတော့သွေးစွန်းဖို့ကောင်ကြီးကိုနှစ်ယောက်က Helsing ပိုင်နယ်ထဲကိုရှောက်လာကြပါတယ်အဆောင်တယောက်ကတာမစ်နယ်မီမှုလို့ပေးမဝင်ကြောင်းပြောနေတဲ့အချိန်မှာပဲအဖြူအောင်ဝေးုံနဲ့သွေးစွန်းဖို့ကောင်ကအချက်ပြလိုက်ပြီးဘယ်ဟာမှမသိတဲ့ကြီးစံကအဆောင်ရဲ့နဖူးတက်တဲ့ကိုထိသွားပါတယ်အခြားအဆောင်ကအိပ်ဖျက်ကိုမြင်ပြီးသွေးပြက်နေတဲ့အချိန်စက်တိုက်ပစ်ခံရပြီးသူပါကိစ္စတုံးရပါတယ်အဲ့ဒီသွေးစွန်းဖုတ်ကောင်နှကောင်ကဖုတ်ကောင်အုပ်လိုက်ကြီးနဲ့ဝင်စည်းဖို့လုပ်နေကြပြီး Helsing လားအလူကလားမသိဘူးတက်ပြစ်မယ်ဆိုပြီးဝင်လာကြပါတယ်ထိန်းချုပ်ခန်းကအဆောင်တွေက Helsing ဥက္ကဋ္ဌကိုရန်သူတွေဝင်လာကြောင်းသတင်းပေးနေပါတယ် Helsing ဥက္ကဋ္ဌမနိုင်ရင်တော့မှခုခံပြီးအချိန်ဆွဲထားဖို့အတွက်ပြောလိုက်ပါတယ် Helsing ဘက်လူတွေကလည်းအကောင်းဆုံးခုခံကြပြီးမဲ့လေဖုတ်ကောင်တွေဖြစ်နေရကြောင်းသူတို့ပဲအရေးနှိမ့်နေပါတယ်အမဲသွေးစွပ်ဖို့ကောင်ကဖုန်းနဲ့ပါ Helsing ဥက္ကဋ္ဌကိုတက်တည်ဖို့အချိန်ရသေးရဲ့နော်ဆိုပြီးလှမ်းချိတ်ချောက်နေပါတယ် Helsing ဥက္ကဋ္ဌဒေါသတွေအလုံးလိုက်အခဲလိုက်ထွက်ပြီး Water ကိုဖုန်းဆက်ပြီးအခုညီတောင်းလိုက်ပါတယ် Water ကသူအစီအစဉ်ဆွဲလိုက်ပါမယ်ဆိုပြီးပြန်ပြောလိုက်ပါတယ်နောက်အပိုင်းမှာတော့ Luke Valentine ကရုပ်ပုံကားချက်တစ်ခုကိုမတင်ငါလို့စိုက်ကြည့်နေပြီးအဲ့ရုပ်ပုံကားချက်ထဲကထောင်ချောက်တွေထွက်လာပြီးမိသွားပါတယ်တပ်သားတွေကလာကြည့်တော့ Luke Valentine ရဲ့အပေါ်အင်ကြီးပဲဖြစ်နေပါတယ်ပြီးတော့တပ်သားတစ်ကောင်ရဲ့ခေါင်းကိုထက်ဝက်ပိုင်းဖြတ်ချပလိုက်ပါတယ်အရန်လင်းမြန်လို့ဘယ်သူမှတော့မမြင်လိုက်ပါဘူး Luke Valentine ကမမြင်လိုက်တဲ့အချိန်မှာပဲတပ်သားတွေအားလုံးကိစ္စတုံးမိလိုက်ပါတယ်အခြားအခန်းကိုရောက်သွားပြီး Sarah နဲ့ Water အစည်းအဝေးခန်းရဲ့မျက်နှာချက်ကနေခုန်ဆင်းလာကြပါတယ် Helsing ဥက္ကဋ္ဌက Water ကိုတကောင်မကျဲကိစ္စတုံးမိဖို့အမိန့်ပေးလိုက်တော့ Water တကောင်မကျဲကိစ္စတုံးမိပါမယ်လို့ကတိပေးလိုက်ပါတယ်နောက်ထပ်အပိုင်းတွေမှာ Water ကဘလို့တောင်ကျဲပြမလဲဆိုတာရင်ခုန်စရာပါပဲတခြားအခန်းကိုရောက်သွားပြီးအလူကတ်အေးစစ်ထိုင်ဆောင်နေတဲ့အချိန် Luke Valentine ကတယောက်ချင်းတီးဖို့အတွက်ရောက်လာပါတယ်အလူကတ်ကစောင့်နေရတာအရန်ပြစ်ဖို့ကောင်းတယ်ဆိုပြီးပြောလိုက်ပါတယ်နောက်အပိုင်းကိုရောက်သွားပြီး Water အထာကြကြနဲ့ရောက်လာတော့ဖုတ်ကောင်တွေကဝိုင်းပြကြတာတော့ Water ခဏလေးအတွင်းမှာပဲအကုန်လုံးကိုကိစ္စတုံးပေးလိုက်ပါတယ်ကြံခဲ့တဲ့ငနေကဖုတ်ကောင်တွေထပ်ခေါ်လိုက်ပြီး Sarah ကအနောက်ကနေသူ့ရဲ့အေယာမတနက်ကြီးနဲ့ပြစ်ပြီးဖုတ်ကောင်တွေအများအပြားကိုကိစ္စတုံးပေးလိုက်ပါတယ် Sarah ကဒုတိယတစ်ချက်ထပ်ပြစ်တော့ငနေကောင်ကရှောက်ထွက်သွားပြီး Water ကိုတိုက်ခိုက်လိုက်ပါတယ် Water လည်းအထင်သေးလို့မရတဲ့လူမို့လို့တကွက်ပြန်ပြလိုက်တော့ငနေကောင်ကအထိနာသွားပါတယ်ငနေကောင်ကဒေါသထွက်သွားပြီး Water ကိုတနက်နဲ့ပြစ်ဖို့လုပ်နေတဲ့အချိန်မှာ Sarah ကအနောက်ကနေဝင်ချုပ်ထားပါတယ်အလူကတ်တို့အခန်းကိုပြန်ရောက်သွားပြီး Luke Valentine ကခမရအောင်တက်ပြီးကျွန်တော်အိမ်မက်တွေကိုဖြည့်ဆည်းပြမယ်လို့ပြောလိုက်ရင်ပဲနှစ်ယောက်လုံးကခေါင်းကိုအချင်းချင်းပြိုင်လူပစ်ပြီးနှစ်ယောက်လုံးကမှောက်သွားပါတယ်ပြီးတော့နောက်တစ်ခေါက်ထက်ချတော့ Luke Valentine ကလက်ဦးဝပြီးအလူကတ်ကိုဇက်တိုက်ပစ်လိုက်ပါတယ်အလူကတ်ကပြန်ပစ်ပေမဲ့လည်း Luke Valentine ကအယမ်းမြန်တာကြောင့်အကုန်လုံးကိုရှောင်နိုင်လိုက်ပါတယ် Water ဘက်ကိုပြန်ရောက်သွားပြီးငနေကောင်က Helsing ဥက္ကဋ္ဌကိုတက်ချင်စောနဲ့ထွက်ပြေးပြီး Water ကလက်ကိုလှမ်းချုပ်လိုက်တာတော့ငနေကောင်ကလက်အပြတ်ခံပြီးအစည်းအဝေးခန်းထဲကိုဝင်သွားပါတယ်အထက်လူကြီးတွေက surprise motherfucker ဆိုတဲ့အကွက်နဲ့စောင့်ကြိုနေပါတယ်။နဲကောင်အထက်လူကြီးတွေကဝိုင်းပစ်နေရင်ပဲအလူကတ်တို့ဘက်ကိုပြန်ရောက်သွားပါတယ်။အလူကတ်ကတော်တော်အထိနာနေပြီး Luke Valentine ကသူနိုင်တော့မယ်ထင်နေတဲ့အချိန်မှာပဲအလူကတ်ကပြောလိုက်ပါတယ်။ဒီလိုမပြောရတာတောင်ကြာနေပြီး vampire အစ်စ်တွေဘယ်လိုချလဲဆိုတာပြမယ်ဆိုပြီးအင်အားထိန်းချုပ်မှုအဆင့်1အဆင့်2အဆင့်3လို့ပြောပြီးအလူကတ်ရဲ့ငရဲခွေးကြီးတွေက Luke Valentine ကိုလိုက်ကြိုက်ကြတော့ငဲတဲ့ပေါင်အော်ပြီးထွက်ပြေးပါတယ်။အလူကတ်ရဲ့လက်တစ်ဖက်ကငရဲခွေးတစ်ကောင်ရဲ့ပါးစပ်ထဲကနေထွက်လာပြီး Luke Valentine ရဲ့ခြေထောက်ကိုပစ်ချလိုက်ပါတယ်Luke Valentine ကထွက်ပြေးလို့မရတော့ပဲအရန်ကြောက်သွားပြီးအလူကတ်ကိုမကောင်းဆိုးဝါးကြီးလို့အော်ပြောလိုက်ပါတယ်အလူကတ်ကမင်းပစက်ပိတ်တာမင်းကခွေးစားပဲလို့ပြောပြီးငရဲခွေးကြီးတွေစားတာခံလဲရပြီးကိစ္စကိုထာဝရအပီးပိုင်တုံးသွားပါတယ်ငနဲကောင်ရဲ့ဘက်မှာတော့ငနဲကောင်ကကိစ္စမတုံးသေးပဲဂျက်ကန်ကန်နေထိုင်ပြောရင်ကိုတတ်တည်သွားပြီးသူ့ကိုခွေးစားကောင်နဲ့အတူထာဝရကိစ္စအပီးပိုင်တုံးသွားပါတယ်ငနဲကောင်ကတေသွားတော့လက်ခလဲလေးထားခဲ့လိုက်ပါသေးတယ်